အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဇနီးတဲ့ကိုလေခိုးထုတ်နေတဲ့ကောင်ကိုပညာသားပါဆုံးမသွားမယ်ညံကြီးချင်းအင်ဂျင်နီယာတယောက်အကြောင်းကိုတင်ဆက်ပေးကြပါမယ်ဇလန်လေးရဲ့အစမှာတော့ချမ်းသာတဲ့လေကြောင်းအင်ဂျင်နီယာတက်ဆိုတဲ့မျိုးသားကလေရင်တက်စင်ရမှာလွဲချော်နေတဲ့အပိုင်းတချို့ကိုလှုပ်ဖို့ကင်ဖက်တွေကိုထောက်ပြပြီးကားနဲ့ထွက်သွားတာကိုတွေ့မြင်ရပါတယ်အခြားတနေရာမှာတော့တက်ရဲ့ဇနီးဖြစ်သူဂျန်နီဖာနဲ့ဒုဗိုလ်မှူးရော့ဒိုကတက်ရဲ့နောက်ွယ်မှာဖောက်ပြန်ပြီးတားရနေကြပါတယ်တက်လေကားနဲ့အိမ်ပြန်လာနေတော့ရော့နဲ့ဂျန်နီဖာတို့ရေကူကနေမှတာယာနေကြတာကိုတွေ့သွားတာကြောင့်ကားကိုလမ်းဘေးထိုးရက်လိုက်ပြီးအခြေအနေတွေကိုမတိမတာလန့်ရှိုးနေခဲ့ပါတယ်။အဲနောက်မှာတော့ဂျန်နီဖာတယောက်ကားနဲ့အိမ်ပြန်လာခဲ့ပြီးတက်ကသူ့မကိုအိမ်ထဲမှာအစင်သင့်စောင့်နေခဲ့ပါတယ်။တွေ့ရချင်းမှာပဲတက်ကဂျန်နီဖာကိုပွေးဖက်လိုက်ပြီးပြုတ်ပေးမလို့လုံးနေတော့မှပဲရော့ကိုစိတ်ပါနေတဲ့ဂျန်နီဖာကညစာချက်ရအောင်မယ်ဆိုပြီးရှောင်ထွက်သွားဖို့လုပ်ခဲ့ပါတယ်။အဲ့ဒါနဲ့တက်လေရော့နဲ့ဖောက်ပြန်ရတာကောင်းလားဆိုပြီးမေးလိုက်တဲ့ချိန်မှာတော့ဂျန်နီဖာလည်းလန့်သွားပြီးအတင်းတောင်းပန်လိုက်ပြီးမဲ့တက်ကတနက်ကိုချက်ချင်းထုတ်လိုက်ပြီးဂျန်နီဖာရဲ့ခေါင်းကိုပစ်ချလိုက်ပါတယ်။တနက်တန်ကြောင့်ခြံဆောက်လေအိမ်နားကပ်လာတဲ့အချိန်မှာတက်ကတနက်နှစ်ချက်လောက်ဖောက်ပြလိုက်တာကြောင့်ခြံဆောက်လေလမ်းဖြတ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။အဲနောက်တော့တက်လေကြီးကုန်းတွေကိုရှင်းလင်းလိုက်ပြီးဒုတ်ဝက်ထားတဲ့အဝတ်စားတွေကိုမီးရှို့လိုက်ပြီးတော့ရေမိုးချိုးပြီးအိမ်ထဲမှာထိုင်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲခြံဆောက်ရဲ့သတင်းပေးမှုကြောင့်ရဲတွေကတက်ရဲ့အိမ်ကိုရောက်လာခဲ့ပြီးဒူဘုံမူရော့ကလည်းဂျားကနေစိစက်ညီနိုင်သူအဖြစ်ပါဝင်လာခဲ့ပါတယ်။ရော့ကတက်ကိုဖုံးဆက်လိုက်ပြီးသူအိမ်ထဲကိုဝင်လာမဲ့အကြောင်းပြောလိုက်တာကြောင့်တက်လည်းလက်ခံလိုက်ပါတယ်။တက်လည်းဂျန်နီဖာကိုပြစ်တက်လိုက်တဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့ရော့လည်းအံ့အားသင့်သွားခဲ့ပြီးဂျန်နီဖာအသက်ရှူမရှိကိုအတင်းပြေးပြီးစစ်ဆေးခဲ့ပါတယ်။ရော့တယောက်လှုပ်ရှုံနေတုန်းမှာပဲတက်ကတနက်နဲ့ချိန်လိုက်ပေမဲ့ခူးစားနေကြစော်လေးတနက်နဲ့ပြစ်ခံလိုက်ရတာကြောင့်စိတ်တူသွားတဲ့ရော့ကတက်စီကနေတနက်ကိုလှုပ်ပြီးလက်သီးတွေကျွေးခဲ့ပါတယ်။အဲနောက်တော့ရဲတွေလည်းရောက်လာခဲ့ပြီးရော့ကိုတားဆီးလိုက်ပြီးတော့တက်ကိုဖမ်းဆီးသွားခဲ့ကြပါတယ်။ကံကောင်းစွာနဲ့ပဲရဲဘက်ဈေးမှုကဂျန်နီဖာကိုစစ်ဆေးကြည့်လိုက်တဲ့အချိန်မှာအသက်ရှူနေသေးတာကိုသိလိုက်ရတာကြောင့်စိတ်ရုံကိုချက်ချင်းပဲပို့လိုက်ပါတယ်။တစ်ဖက်မှာတော့ဝီလီလို့ခေါ်တဲ့ခရိုင်ရှိနေကတက်ရဲ့လူတက်ဖို့ကြိုးပမ်းမှုအမှုကိုကင်တွယ်ဖြေရှင်းပေးဖို့လုပ်ဖို့ကင်ဘက်တွေရဲ့တောင်းဆိုတာကိုခံခဲ့ရပါတယ်။လူတက်ဖို့ကြိုးပမ်းမှုအတွက်တက်တွေတွေလည်းရှိပြီးတော့တက်ကိုယ်တိုင်ကလည်းဝန်ခံထားတာရှိတာကြောင့်ဒီအမှုကလွယ်ကူမှာပဲဆိုပြီးကင်တွယ်ပေးဖို့ဝီလီလည်းဆုံးဖြတ်ခဲ့ပါတယ်။အစောပိုင်းကြားနာမှုမှာတက်ကသူ့အတွက်ရှင်းနေ9ရန်တာမျိုးမလုပ်ခဲ့ပဲသူကိုယ်တိုင်ပဲခြေပါသူအဖြစ်လုပ်ခဲ့ပြီးတော့တရားခွင့်ကိုပဲအမြန်ဆုံးလွှဲပြောင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲဒီနေ့ညနေမှာပဲရော့ကဝီလီကိုတော့တွေ့လိုက်ပြီးတက်ကညံတိမ်မဲပုံမပေါ်တဲ့အကြောင်းတတိသွားပေးလိုက်ပေမဲ့ဝီလီကတော့တက်တွေနဲ့ဝန်ခံချက်တွေကြောင့်ဒီအမှုကိုနိုင်မယ်လို့ပဲယုံကြည်နေခဲ့ပါတယ်။အဲနောက်မှာတော့ဝီလီလည်းပွဲတစ်ခုတက်နေတော့သူ့ကိုယ်သူဝီလီရဲ့အထက်ရရှိလို့မိတ်ဆက်ထားတဲ့နီကီဆိုတဲ့မိန်းကလေးနဲ့ဆုံခဲ့ရပါတယ်။ဝီလီနဲ့နီကီကိုဖုန်းကြောင်နေတော့သူ့စီကိုဖုန်းတစ်ခုဝင်လာခဲ့ပြီးတက်ရဲ့အိမ်မှာတွေ့ခဲ့တဲ့တနက်ကတခါမှအသုံးပြုထားတဲ့အကြောင်းပြောခဲ့တာကြောင့်ဝီလီလည်းအံ့အားသင့်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့တက်ကရာဇဝတ်မှုကျူးလွန်ပြီးတော့ဖမ်းဆီးခံခဲ့ရတဲ့အချိန်ထိအိမ်ထဲကနေထွက်ခွာတာမျိုးမရှိခဲ့တဲ့အတွက်တနက်ကိုလဲလှယ်ဖို့အခွင့်အရေးလုံးဝမရှိခဲ့လို့ပဲဖြစ်ပါတယ်။နောက်နေ့မနက်မှာတော့ဝီလီလည်းအခင်းဖြစ်ပွားရနေအောင်တွားလိုက်ပြီးစုံစမ်းစစ်ဆေးလိုက်တဲ့အချိန်မှာတော့တက်ရဲ့ခန္ဓာကိုယ်ဒါမှမဟုတ်လက်ပေါ်မှာရမ်းမိုးတွေတောင်မရှိတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ကြီးစံနေထားတဲ့နေရာမှာကြည်လေးတောက်ကပျောက်နေခဲ့ပေမဲ့လည်းကြည်လေးတောက်စလုံးမှာတက်ရဲ့လက်ပွေရတွေမရှိတာကိုသိလိုက်ရတာကြောင့်ဝီလီလည်းအကြံအိုက်သွားခဲ့ပါတယ်။ဒါဆိုရင်လူသက်ဖို့တုံးခဲ့တဲ့လက်နက်ကအိမ်ထဲမှာပဲရှိနေနိုင်သေးတယ်လို့ဝီလီကပြောလိုက်ပြီးတအိမ်လုံးအနက်ရှာဖွေဖို့ညွှန်ကြားလိုက်ပြီးတော့ထွက်သွားခဲ့ပါတယ်။အဲနောက်တော့ဝီလီလည်းရုံးခန်းကိုပြန်သွားလိုက်ပြီးတက်ရဲ့အမှုအတွက်သူတေချာစာတန်းတင်ထားတဲ့တက်တဲ့အထောက်အထားစာရွက်စာတမ်းတွေပါရှိတဲ့ဖိုင်တစ်ခုကိုဝန်ထမ်းတူကသူ့ကိုလာပေးခဲ့ပါတယ်။ဝီလီလည်းဖိုင်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့စာရွက်စာတမ်းတွေအပေါ်မှာအနီအောင်မင်းနဲ့ရေးထားတဲ့နိုးဆိုတဲ့စကားလုံးတွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့ဝီလီလည်းတက်ကိုတော့တွေ့လိုက်ပြီးစကားသွားပြောခဲ့ချိန်မှာတော့ဝီလီအကြောင်းကိုရေးကိုတာအချက်လက်တွေကိုသိရဖို့အတွက်အေဂျင့်တူကိုငှားရထားတဲ့အကြောင်းတက်ကဖွင့်ပြောလိုက်ပါတယ်။ဝီယာနဲ့တက်ကဝီလီကိုသူ့ရှင်းနေဖြစ်လုံးမလားဆိုပြီးလောင်ပြောင်လိုက်ပြီးတော့ဗတ်ပြောင်းချင်းပြောင်းလို့ရသေးရဲ့နော်ဆိုပြီးခနဲ့လိုက်ပါတယ်။အဲ့ဒါတွေသိမကသေးပဲဝီလီရဲ့အားနည်းချက်ကိုလည်းသိထားပြီးဖြစ်တဲ့အကြောင်းတက်ကပိုင်နိုင်ပြောလိုက်တာကြောင့်ဝီလီလည်းတရားခွင့်မှာဆက်ရှင်ကြတာပေါ့လို့ပြောလိုက်ပြီးထွက်သွားခဲ့ပါတယ်။နောက်နေ့တရားခွင့်မှာတော့ဝီလီကမျက်မြင်သက်သေတွေကိုတလိမ့်စီခေါ်ပြီးမဲကုန်းနဲ့ထုတ်နေပေမဲ့တက်ကတော့တစ်ချက်၄000ဂီယူမဆိုင်ပဲပုံတောင်ဆွဲနေခဲ့ပါတယ်။ဝီလီလည်းဒူးပုံမူရော့ကိုမျက်မြင်သက်သေအဖြစ်ခေါ်ထုတ်လိုက်ပြီးရော့ကလည်းတက်ကဂျန်နီဖာကိုတနက်နဲ့ပြက်ခဲ့တယ်ဆိုတာကိုဝန်ခံခဲ့တဲ့အကြောင်းထွက်ဆိုခဲ့ပါတယ်။အဲအချိန်ကျတော့တက်ကမတက်ထားရလိုက်ပြီးရော့ကသူ့ဇနီးဂျန်နီဖာနဲ့ဖောက်ပြန်နေတဲ့အကြောင်းထုတ်ပြောလိုက်တာကြောင့်ရော့လည်းဒေါသထွက်သွားပြီးတက်ကိုပြေးထိုးခဲ့တာကြောင့်တရားခွင့်ကိုရွှေ့ဆိုင်းလိုက်ရပါတယ်။အဲဒီနေ့ညနေမှာတော့တက်ဝီလီနဲ့တရားသူကြီးတို့ဟာအခန်းတစ်ခုထဲမှာတွေ့ဆုံပြီးစကားပြောခဲ့ကြပါတယ်။တက်ကဂျန်နီဖာနဲ့ရော့တို့မော်ဒယ်တစ်ခုမှာဖောက်ပြန်နေတဲ့တက်တီအထောက်ထားအကုန်လုံးသူ့မှာရှိတဲ့အကြောင်းပြောခဲ့ပါတယ်။ဒီလိုနဲ့တရားသူကြီးက
တရားခွင်မှာ Rock ထွက်ဆိုခဲ့တာကအမှန်တရားမဟုတ်နိုင်ဘူးဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ Rock ကတက်ရဲ့ဇနီးတဲ့ဂျန်နီဖာနဲ့ဖောက်ပြန်နေတဲ့လူဖြစ်တာကြောင့် Rock ရဲ့ထွက်ဆိုချက်တွေကတက်ကိုကြောက်ကြရင်ကိုတက်ပဲဖြစ်နိုင်နေဆိုပြီးတရားသူကြီးကထင်သွားလို့ပဲဖြစ်ပါတယ်။တနက်ကိုတစ်ခါမှအသုံးမပြုထားရသေးတာရဲ့ကြီးစံမှာတက်ရဲ့လက်ဖွေရည်မရှိရတဲ့အပြင်တက်ရဲ့ခန္ဓာကိုယ်ပေါ်မှာရမ်းမုတ်တောင်မရှိဘူးဆိုတဲ့တက်တွေကြောင့်တက်ကဂျန်နီဖာကိုတနက်နဲ့ပြစ်တယ်ဆိုတာကမဖြစ်နိုင်ဘူးဆိုပြီးတရားသူကြီးကဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။အဲ့ဒါပြင်တက်ကဂျန်နီဖာကိုတနက်နဲ့ပြစ်တယ်လို့ဝန်ခံခဲ့တဲ့အချိန်တုန်းကရော့ကလည်းအဲ့ဒီနေရာမှာရှိနေတာကြောင့်တက်ကသူ့ဇနီးနဲ့ဖောက်ပြန်နေတဲ့ Rock စိတ်ဆိုးအောင်လို့သူကိုယ်တိုင်လုပ်တာမဟုတ်ဘဲနဲ့လုပ်တယ်ဆိုပြီးတော့ဝန်ခံခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတရားသူကြီးကဆုံးဖြတ်လိုက်ပြီးတော့ဝန်ခံချက်တက်တွေကိုပယ်ဖျက်လိုက်ပြီးနောက်ထပ်တက်တွေရှာဖို့ဝီလီကိုအမိန့်ပေးခဲ့ပါတယ်။ရန်နေငယ်အတွင်းမှာပဲနောက်ထပ်လုံလောက်တဲ့တက်တွေကိုဝီလီကမရှာနိုင်ဘူးဆိုရင်တရားသူကြီးကတက်ကိုတရားသေးလွတ်ပေးရတော့မှာပဲဖြစ်ပါတယ်။ရန်နေငယ်ကြာပြီးတဲ့နောက်မှာတော့ဝီလီကတက်ရဲ့အမှုနဲ့ပတ်သက်ပြီးတက်တွေကိုလုံလောက်ရှာနိုင်တာမျိုးမရှိတာကြောင့်အမှုကိုရှုံးတော့မဲ့အခြေအနေနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။အဲဒီလိုနဲ့တက်ရဲ့အမှုကိုတေချာမကင်တွင်တာနဲ့ပတ်သက်ပြီးဝီလီရဲ့အထက်လူကြီးကသူ့ကိုစူပူချိန်မောင်းခဲ့ပါတယ်။အဲနောက်တော့ဝီလီလည်းနီကီနဲ့တော်တွေ့လိုက်တဲ့အချိန်မှာတော့ဝီလီကိုအလုပ်ထုတ်မဖြစ်ဖို့သူ့ရဲ့အထက်ရရှိကိုနီကီကပြောထားတဲ့အကြောင်းသိလိုက်ရပါတယ်။အဲဒီလိုနဲ့သူတို့နှစ်ယောက်လည်းရင်းနှီးသွားပြီးစကားတွေပြောရင်းနဲ့လဲထုံနဲ့အဆင့်ထိရောက်သွားခဲ့ပါတယ်။နီကီနဲ့လဲထုံပြီးတဲ့နောက်မှာတော့ဝီလီလည်းအိမ်ပြန်လာခဲ့ပြီးအိမ်ပြန်ရောက်တဲ့အချိန်မှာတော့တက်ကသူ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုလောင်ပြောင်ထားတဲ့ပါဆယ်ထုတ်ကိုပို့ထားတာတွေ့လိုက်ရတာကြောင့်ဒေါသတွေထွက်သွားခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့ဝီလီကသူ့ရဲ့အထက်ရရှိရုံကိုသွားလိုက်ပြီးတက်ရဲ့အမှုကိုရေကုန်ရေကန်လိုက်တော့မဲ့အကြောင်းပြောခဲ့ပါတယ်။အထက်ရရှိကလည်းဝီလီကိုလှုပ်ခွင့်ပြုလိုက်ပြီးဝီလီကသာတက်ရဲ့အမှုမှာရှုံးခဲ့ရင်လက်ရှိရာထူးကိုအဆက်တကွဲနဲ့ဆွန့်လွတ်ရမယ့်အကြောင်းသတိပေးလိုက်ပါတယ်။အဲ့ဒါနဲ့သူ့ရဲ့လိုဘော့ကိုင်ဖက်စီကိုသွားပြီးတက်ရဲ့အိမ်မှာဂျန်နီဖာကိုပြစ်ခဲ့တဲ့တနက်ရှိရမယ့်အကြောင်းနဲ့နောက်ဆုံးအချိန်ထပ်ရှာကြဖို့ပြောလိုက်ပါတယ်။ပြီးရတဲ့တက်လည်းစိတ်တက်ကြနေတဲ့ Rock ကိုသွားတွေ့ဆုံခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Rock ကတက်ရဲ့ဇနီးဂျန်နီဖာနဲ့ဖောက်ပြန်ခဲ့တာကိုသိသွားတဲ့သူ့ရဲ့ဇနီးတွေနဲ့သားသမီးတွေကသူ့ကိုစွန့်ပစ်ထားခဲ့လို့ပဲဖြစ်ပါတယ်။နောက်တော့ဝီလီလည်း Rock နဲ့ဂျန်နီဖာတို့ခိုးပြီးလဲထုံခဲ့ကြတဲ့မော်ဒယ်ကိုတွားရောက်လိုက်ပြီးတော့ CCTV မှတ်တမ်းတွေကိုယူလိုက်ပါတယ်။ဒါပေမဲ့ရဲတွေကတက်ရဲ့အိမ်မှာဂျန်နီဖာကိုပြစ်ခဲ့တဲ့တနက်ကိုရှာဖွေတွေ့ရှိတာမျိုးမရှိသေးတဲ့ကြောင့်ဝီလီလည်းစိတ်ညစ်နေခဲ့ပါတယ်။အဲ့ဒါနဲ့ဝီလီလည်းဂျန်နီဖာရှိတဲ့ဆေးရုံကိုလိုက်သွားလိုက်ပြီးဂျန်နီဖာများပြန်နိုးလာနိုင်မလားဆိုတဲ့စိတ်နဲ့ထိုင်ဆောင်နေခဲ့ပေမဲ့ဂျန်နီဖာကနိုးလာဖို့ကဖြစ်နိုင်ခြင်းနေကြောင်းနဲ့နိုးလာခဲ့မယ်ဆိုရင်တော့စကားပြောနိုင်မှာမဟုတ်တဲ့ကြောင်းနဲ့သူမကိုဘသူကတနက်နဲ့ပြစ်ခဲ့လေဆိုတာကိုမှတ်မိနိုင်တော့မှမဟုတ်ဘူးလို့လည်းပြောပြခဲ့ပါတယ်။နောက်ရက်မှာတော့ဝီလီလည်းနီဂီရဲ့အိမ်ကိုညစာစားဖို့သွားခဲ့ပါတယ်။သူတို့ညစာစားနေတော့မှပဲဝီလီကတက်ရဲ့အမှုကိုဆက်လိုက်နေတဲ့အကြောင်းနီဂီတယောက်သိသွားပြီးစိတ်ဆိုးကထထွက်သွားပါတယ်။နီဂီရဲ့အဖေတရားသူကြီးကတော့တရားမျှတမှုအတွက်ဆက်လက်တိုက်ပွဲဝင်ဖို့ဝီလီကိုအားပေးလိုက်ပါတယ်။အဲဒီညမှာပဲ Rock ကဝီလီစီကိုရောက်လာပြီးတက်တဲ့အတူတွေနဲ့တက်ကိုထောင်ချောင်းစင်ဖို့အကြောင်းပြောပေမဲ့လည်းဝီလီကညှင်းလိုက်ပါတယ်။နောက်နေ့မှာတော့ဝီလီတယောက်မော်ဒယ်ကပို့လိုက်တဲ့ CCTV မှတ်တမ်းကိုပြန်ကြည့်ခဲ့ပေမဲ့ဗီဒီယိုထဲမှာပါတဲ့လူကအုတ်ထုတ်ဆောင်းထားတာကြောင့်တက်ဖြစ်တယ်ဆိုတာကိုတက်သိပြနိုင်တာမျိုးမရှိခဲ့ပါဘူး။တစ်ချိန်တည်းမှာပဲတက်သုံးခဲ့တဲ့တနက်ကိုအိမ်ထဲမှာရှာမတွေ့တာကြောင့်ဝီလီလည်းစိတ်ညစ်နေခဲ့ပါတယ်။နောက်ဆုံးကြံရမရတဲ့အဆုံးမှာတော့ဝီလီက Rock ကိုဖုန်းခေါ်လိုက်ပြီးတရားရုံးမှာတက်သိအတူတွေတင်ပြပြီးတော့တက်ကိုထောင်ချောင်းစင်ဖို့သဘောတူလိုက်ကြပါတယ်။ဝီလီရဲ့ကြံကတော့တရားခွင်အတွင်းမှာဝီလီရဲ့အတွင်းရေးမှူးကဝင်လာပြီးတက်သိအထောက်အထားအသစ်တစ်ခုရှာတွေ့တဲ့ပုံစံနဲ့သူ့ရဲ့နာနာကိုကပ်ပြီးတီတိုပြောတဲ့ပုံစံဟန်ဆောင်ခိုင်းမဲ့အကြံပဲဖြစ်ပါတယ်။ဒီလိုနဲ့တရားခွင်ကိုရောက်လာတဲ့အချိန်မှာတော့တက်သိလုံလုံလောက်လောက်လည်းမရှိတာကြောင့်တက်ကသူ့ကိုတရားသိလွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒါနဲ့တရားသူကြီးကလည်းဝီလီကိုတင်ပြဖို့တက်သိအထောက်အထားတွေရှိမရှိမေးမြန်းခဲ့ပါတယ်။အစပိုင်းမှာတော့ဝီလီကတက်ကိုထောင်ချောင်းစင်မဲ့အကြံကိုဆက်လုပ်ဖို့စဉ်းစားလိုက်ပေမဲ့တက်ကအရန်ထက်မြက်တာကြောင့်ဒီလိုလှည့်စားလို့ရမှာမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒီလိုနဲ့ဝီလီလည်းသူ့မှာတက်သိအထောက်အထားတွေမရှိတဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့တရားသူကြီးကတက်ကိုတရားသိလွှတ်ပေးလိုက်ရပါတယ်။တရားသူကြီးရဲ့ဆုံးဖြတ်ချက်အပြီးအချိန်ခဏကြာမှာတော့တနက်တန်တစ်ခုကိုကြားလိုက်ရတာကြောင့်ဝီလီလည်းထွက်ကြည့်လိုက်တဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တုန်လှုပ်သွားခဲ့ပါတယ်။သူများမရကြာကိုခြင်းနဲ့ Rock တယောက်တက်ကိုလည်းထောင်မချနိုင်တဲ့အပြင်မိသားစုကလည်းဆုံးခွာသွားတာကြောင့်စိတ်တက်ကြပြီးတော့ကိုဆုံးစီရင်ခဲ့တာပဲဖြစ်ပါတယ်။အမှုကနေခွင်းလုံးကျွတ်လွတ်သွားတဲ့တက်ကိုတရားရုံးကသူ့ရဲ့တနက်ကိုလည်းပြန်ပေးလိုက်ပြီးတက်ကတော့အိမ်ကိုပဲတနက်မမတ်ပြန်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဝီလီတယောက်ဂျန်နီဖာများနိုးလာမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ဆေးရုံမှာပဲနေခဲ့ပါတယ်။နောက်နေ့မနက်မှာတော့တက်ကဆေးရုံကိုရောက်လာခဲ့တာကြောင့်ဂျန်နီဖာကိုတက်ကတပ်ပစ်လိုက်မှနဲ့ပတ်သက်ပြီးဝီလီစိုးရိမ်သွားခဲ့ပါတယ်။အဲဒါနဲ့ဝီလီလည်းသူ့ရဲ့အထက်ရရှိကိုတက်ကဂျန်နီဖာကိုတပ်ပစ်နိုင်တော့တယ်ဆိုပြီးတွားပြောလိုက်ပေမဲ့ဝီလီရဲ့လုပ်ရက်တွေကိုရက်တက်ကရက်ဖို့ပဲအထက်ရရှိကပြန်ပြောလိုက်ပါတယ်။
ရွေးချယ်စရာမရှိတော့တဲ့ဝီလီလည်းနေဂီရဲ့အဖေတရားသူကြီးစီကိုသွားပြီးတက်ကိုစေးရုံကိုလာရောက်ခွင့်တားမြစ်တဲ့အမိန့်ကိုလက်မှတ်ရေးထိုးပေးဖို့တောင်းဆိုခဲ့ပါတယ်။ဝီလီတယောက်တားမြစ်မိန့်ကိုရလို့စေးရုံကိုပြန်ရောက်လာတဲ့အချိန်မှာတော့အရာအလုံးကနောက်ကျသွားခဲ့ပါပြီ။တက်ကဇနီးဆက်ဂျန်နီဖာကိုငရဲပြူကိုပိုးနစ်နေပြီးပါပြီ။နောက်ပိုင်းမှာတော့ဝီလီတယောက်ယာသူကနေနှုတ်ထွက်လိုက်ပြီးအေးအေးဆေးဆေးဘဝကိုဖျက်ဆီးနေခဲ့ပါတယ်။ဒီနေ့မှာတော့သူ့ရဲ့အထက်ရရှိကရောက်လာခဲ့ပြီးအလုပ်ပြန်ဝင်ဖို့ဝီလီကိုပြောလိုက်ပေမဲ့အဆက်တကွဲဖြစ်သွားတဲ့ဝီလီလည်းညှင်းဆန်လိုက်ပါတယ်။ဒါပေမဲ့အထက်ရရှိရဲ့ဒါကလူတက်ဖို့ကြိုးပမ်းမှုတစ်ခုပါပဲဆိုတဲ့စကားလုံးကဝီလီကိုအတွေးတစ်ခုဝင်သွားစေခဲ့ပါတယ်။အဲ့ဒါနဲ့ဝီလီလည်းအလုပ်ပြန်ဝင်လိုက်ပြီးဥပဒေစာရွက်စာတမ်းတွေကိုဖတ်ပြီးတော့တက်ရဲ့အမှုနဲ့ပတ်သက်တဲ့အချက်လက်တွေအားလုံးကိုပြန်လည်စစ်ဆေးခဲ့ပါတယ်။ဒီနေ့မှာတော့တက်ကဝီလီကိုဖုန်းဆက်လိုက်ပြီးလက်ဆောင်တစ်ခုပေးချင်တာကြောင့်အိမ်ကိုလာလဲပါလားဆိုပြီးဝီလီကိုဖိတ်ခေါ်လိုက်ပါတယ်။ဝီလီလည်းတက်ရဲ့အိမ်ကိုရောက်သွားတဲ့အချိန်မှာတော့တက်ရဲ့ပညာသားဘာလှည့်ဖျားမှုတွေအားလုံးကိုသိရှိသွားခဲ့ပါတယ်။တကယ်တော့တက်ကဇနီးတဲ့နဲ့ဖောက်ပြန်ခဲ့တဲ့ရောရဲ့တနက်နဲ့တပုံစံနဲ့တူတဲ့တနက်ကိုဝယ်ခဲ့တာပါ။ပြီးရတဲ့တက်ကရောနဲ့ဂျန်နီဖာတို့ချိန်တွေ့နေတဲ့မော်ဒယ်ကိုသွားပြီးသူ့တနက်နဲ့ရောရဲ့တနက်ကိုတိတ်တိတ်ဆိတ်လေးလဲခဲ့တာပါ။ဂျန်နီဖာကိုတနက်နဲ့ပြစ်ခဲ့တဲ့ညတုန်းကလည်းရောကဂျန်နီဖာရဲ့ခန္ဓာကိုယ်ကိုတွားစစ်ဆေးတဲ့အချိန်မှာဂျန်နီဖာကိုပြစ်ခဲ့တဲ့တနက်နဲ့ရောစီမှာရှိတဲ့တနက်ကိုထပ်ပြီးတော့လဲလှယ်ထားခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့ဝီလီတို့တစ်ချိန်လုံးရှာဖွေနေခဲ့တဲ့တနက်ကိုရောကခါးချမှာထိုးပြီးတရားခွင်ကိုအချိန်ချင်းလာနေခဲ့ပေမဲ့အဓိကတက်သိခံပစ္စည်းကရောစီမှာရှိနေတယ်ဆိုတာကိုတက်ကလွဲပြီးတော့ဘယ်သူမှမသိခဲ့ကြပါဘူး။တက်ကတော့သူကဂဲတလုံးထဲနဲ့ငှက်နှကောင်ကိုပြစ်နိုင်ခဲ့တဲ့အကြောင်းနဲ့ဝီလီမှာတက်သိအထောက်အထားတွေရှိခဲ့မယ်ဆိုရင်တော့သူ့ကိုတရားစွဲနိုင်တော့မှမဟုတ်တဲ့အကြောင်းဝမ်းသာအားရပြောနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့လူတူတဲ့ကိုပြစ်မှုတစ်ခုတည်းအတွက်နှစ်ကြိမ်တရားစွဲလို့မရတဲ့ဥပဒေကြောင့်ပဲဖြစ်ပါတယ်။ဝီလီကလည်းတက်ပြစ်လိုက်တဲ့ဂျန်နီဖာရဲ့ခေါင်းထဲမှာရှိတဲ့ကြီးစံကိုယူပြီးရောရဲ့တနက်ကကြီးစံနဲ့နှိုင်းယှဉ်ပြီးတော့တက်ကိုပထမအဆင့်လူတက်မှုနဲ့တရားစွဲဆိုနိုင်သေးတဲ့အကြောင်းပြန်လည်တုတ်ပြန်ပြောဆိုလိုက်ပါတယ်။အဲနောက်တော့ရဲတွေရောက်လာခဲ့ပြီးတက်ကိုထပ်မံဖမ်းဆီးသွားခဲ့ပါတယ်။နောက်ဆုံးစံဝင်ခန်းမှာတော့ဝီလီကတရားခွင်အသစ်မှာတက်ရဲ့အမှုနဲ့ပတ်သက်တဲ့တက်တဲ့အထောက်အထားတွေကိုတင်ပြဖို့ပြင်ဆင်နေပြီးတက်ရဲ့ဘေးနားပတ်လည်မှာတော့ဈေးကြီးကြီးနဲ့ငှားရမ်းထားတဲ့ခုခံချေပပေးမဲ့ရှင်းနေများစွာဝင်းရံနေတဲ့မြေခွင်လေးနဲ့တူဇလန်းလေးနဲ့ဆုံးသက်သွားခဲ့ပါတယ်။ကြည့်ရှုအားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။